မင်္ဂလာပါရှင်ရွှေစင်ကယ်ဒမီယတနာရွှေဆိုင်ထမ်းမြယတနာကုမ္ပဏီဒီမင်တက်မှာ2025အတွင်းထုတ်လုပ်ထားသောစတိထဲလက်ကောက်လေးတွေရဲ့လက်ခလေးနဲ့လက်ကောက်လေးတွေအကြောင်းပြောပြသွားပေးမှာဖြစ်ပါတယ်ရှင်။မပြောပြခင်ကြိုတင်ပြောပြချင်တာလေးဟာလက်ခလေးများဟာယခုဗီဒီယိုတင်ချိန်တွေဖြစ်ပေါ်နေသောလက်ခစီနှုန်းလေးတွေဖြစ်ပြီးအခြေအနေအရပြောင်းလဲနိုင်ပါရဲ့ရှင်။စတိဒီစကိုလက်ကောက်လက်ခ3000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။ပြားအောင်လက်ကောက်လက်ခ3000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။နှစ်ပင်နေချိန်ကုန်စတိလက်ကောက်လက်ခ3900ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။ wave လက်ကောက်လက်ခ15000ကျပ်အလေးချိန်1ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။ဘမ်ဘူးလက်ကောက်လက်ခ9000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။စိန်တောင်လက်ကောက်လက်ခ6000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။ Steel Steel လက်ကောက်လက်ခ3000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။ Steel Hassa လက်ကောက်လက်ခ3000ကျပ်အလေးချိန်1ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။စတိနှစ်ပင်လေးအလုံးတစ်လုံးကြီးတစ်လုံးသေးလက်ကောက်လက်ခ3000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။စတိလေးပင်လေးအလုံးလက်ကောက်လက်ခ9000ကျပ်အလေးချိန်2ကျပ်မှစတင်ပြုလုပ်လို့ရပါရဲ့ရှင်။ဒါလေးတွေကတော့ရွှေစင်ကယ်ဒမီယတနာရွှေဆိုင်ထမ်းမြယတနာကုမ္ပဏီဒီမီတက်မှာ2025အတွင်းထုတ်လုပ်ထားတဲ့ဝေးရသူတွေတိုင်းကြိုက်ကြတဲ့အပြင်ပြန်ရောင်းလဲလက်ခလေးပဲကုန်ကြပြီး16ပဲအတုံးခဲစီတိုင်းပြန်ရောင်းလို့ရတဲ့စတိလက်ကောက်လေးတွေပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်ရောဗာလေးတည်ကြည်သေးလဲဆိုတာကို comment မှာဆွေးနွေးခဲ့ကြပေးပါနော်။ကျေးဇူးတင်ပါတယ်ရှင်။